မင်္ဂလာပါခင်ဗျာဘောလုံးပရိသတ်တွေအားလုံးမျှော်လင့်ဆောင်စားနေကြတဲ့2026ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးဟာဆိုရင်တမိုင်းတစ်လျှောက်အထူးခြားဆုံးနဲ့အစမ်းသစ်ဆုံးတွေပြည့်နှက်လို့လာနေပါပြီဒီနေ့မှာတော့တင်မဖြစ်မနေတည်ထားတဲ့ထူးခြားချက်6ချက်ကိုပြောပြပေးသွားမှာမို့အဆုံးထိကြည့်ရှုပေးသွားကြပါဦးခင်ဗျာပထမဆုံးအချက်ကတော့ကမ္ဘာဖလားသမိုင်းမှာပထမဦးဆုံးအကြိမ်အဖြစ်မြောက်အမေရိကတိုက်ကနိုင်ငံကြီး၃နိုင်ငံဖြစ်တဲ့အမေရိကန်၊ကနေဒါနဲ့မက္ကဆီကိုတို့ကပူးတွဲအိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။ပွဲစဉ်အများစုကိုအမေရိကန်မှာကစားမှာဖြစ်ပြီးမက္ကဆီကိုနဲ့ကနေဒါတို့ကလည်းအုပ်စုပွဲစဉ်အချို့ကိုတာဝန်ယူသွားမှာပါ။အတင်ပဲရှင်ပြိုင်ခွင့်ရရာကနေအခု2026မှာတော့48သင်းအထိတိုးမြင့်လိုက်ပါတယ်။ဒါကြောင့်အာရှနဲ့အာဖရိကဒေသကအသင်းငယ်လေးတွေအတွက်ကမ္ဘာဖလားပြိုင်ပွဲကြီးစီတက်လှမ်းနိုင်ဖို့အခွင့်အရေးပိုမိုကျယ်ပြန့်လာခဲ့ပါတယ်။တတိယအချက်ကတော့ပြိုင်ပွဲပုံစံအသစ်ပါအသင်းတွေများလာတဲ့အတွက်တအုပ်စုကို၄သင်းစီနဲ့စုစုပေါင်းအုပ်စု12အုပ်စုအထိခွဲခြားသွားမှာဖြစ်ပါတယ်။အုပ်စုတစ်ခုစီကပထမနဲ့ဒုတိယရတဲ့အသင်းတွေအပြင်တတိယနေရာကအကောင်းဆုံး8သင်းပါရှုံးထွက်အဆင့်ကိုတက်ခွင့်ရအောင်မှာဖြစ်ပါတယ်။စတုတ္ထချက်ကတော့ပွဲစဉ်အရေးအတွက်အစမှတ်တမ်းများပြားလာတာပါအရင်ကကမ္ဘာဖလားတစ်ခုလုံးမှာ64ပွဲပဲကစားပေမဲ့အခု2026မှာတော့ပွဲပေါင်း104ပွဲအထိရှိလာမှာဖြစ်ပါတယ်ဒါကြောင့်ဘောလုံးပရိသတ်တွေအတွက်တလားကြော်ကြအောင်ပွဲကောင်းတွေကိုနေ့တိုင်းလိုရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရတော့မှာပါဒီစမအချက်ကတော့ချန်ပီယံဆုဖလားကြီးကိုကင်မြောက်နိုင်ဖို့ပိုပြီးရုန်းကန်ရတော့မှာပါအရင်ကဗိုလ်လုပွဲအထိတက်တဲ့အသင်းဟာ9ပွဲပဲကစားရပေမဲ့အခုပြိုင်ပွဲပုံစံတစ်မှာတော့ရှုံးထွက်32သင်းအဆင့်တိုးလာတဲ့အတွက်ဖလားရဖို့အထိစုစုပေါင်း10ပွဲအထိကစားရမှာဖြစ်လို့ကစားသမားတွေရဲ့ကြန့်ခိုင်မှုကအဓိကစကားပြောလာဦးမှာပါဆဋ္ဌမအချက်ကတော့ပြိုင်ပွဲကျင်းပမဲ့ရက်စွဲနဲ့ဗိုလ်လုပွဲကျင်းပမဲ့နေရာပါပြိုင်ပွဲကြီးကို2026ခုနှစ်ဇွန်လ17ရက်နေ့မှာမက္ကဆီကိုနိုင်ငံကနေစတင်ဖွင့်လှစ်မှာဖြစ်ပြီးဇူလိုင်လ19ရက်နေ့မှာတော့အမေရိကန်နိုင်ငံနယူးဂျာစီကမက်လိုက်ကွင်းကြီးမှာဗိုလ်လုပွဲကြီးကိုကျင်းပပြီးချန်ပီယံကိုရွေးချယ်သွားမှာဖြစ်ပါတယ်။